ဒါတော့မနေ့ကတော့ဖြစ်သွားတာပေါ့နော်ကျွန်တော်လာတာအရေးကြီးလို့ဆိုပြီးချုံပူလီကနေပြီးတော့ဒီမင်းပူလီကိုလာလိုက်တယ်အမှန်တော့ကားလေ1080နဲ့2ကျပ်ပဲပေးရတယ်အဲ့ဒါကိုကားသမားလမ်းမှာတန်ရှိတယ်ဆိုပြီးတော့ဖြစ်သွားတာပေါ့နော်မနေ့ကတော့ချုံပူလီကနေပြီးတော့ကျွန်တော်အိုက်ထာလာဆွဲ33လမ်းမှာလာတာဒါကြောင့် line ပေါ်မှာတင်လိုက်ရတာဘိုးနဲ့ခေါ်လိုက်တာ1080နဲ့2ကျပ်ပဲပေးရတယ်ကားသမားလမ်းမှာတန်ရှိတယ်ဆိုပြီးတော့အဲ့ဒီဘိုးကားသမားနဲ့ကျွန်တော်လမ်းမှာနေပြီးတော့သူတောင်းနေပတ်စံ1500သူတောင်းနေပတ်စံပေးတဲ့1500လမ်းမှာလည်းတန်ရှိရဆိုပြီးအမှန်ဆိုတော့ဘာတန်မှမရှိဘူးလမ်းမှာလည်းစစ်လိုက်မေးလိုက်နဲ့သူလောက်တော့ပေါ့နော်အမှန်ဆိုတော့ဒီဟာတွေကမလောက်တင်ဘူးချုံပူလီကနေရောဒီမှာလာတယ်ဆိုပါလေမကုန်1000ကျော်ပဲ1080နဲ့2ကျပ်ပေးရတဲ့ဟောကားသမား400တောင်သူတုတ်လိုက်တယ်420ပေါ့သူစားလိုက်တယ်ဒါကြောင့် line ပေါ်မှာလေကားစီးကြဆိုရင်တတိနဲ့စီးကြပါလို့ညခင်းပိုင်းဆိုရင်ကားစီးရင်တတိနဲ့စီးလို့ပြောချင်တာ